လိုကိုအောင်မင်းရဲ့ဘဝခီးမှာရီမှန်းချက်တွေအတွက်နေရာတစ်ခုကနေတစ်ခုကိုရွေးလျားရတဲ့အခါဦးလအနေနဲ့မင်းကိုအခုလိုအကြံတစ်ခုပေးချင်ပါတယ်ဘဝမှာပြောင်းရွှေ့ခြင်းဆိုတာလမ်းကြောင်းတစ်ခုကိုစတင်ခြင်းပါပဲဒါပေမဲ့ဒီလမ်းမှာမင်းအတွက်အထောက်အကူဖြစ်စေမယ့်အချက်လေးတွေကိုမျှဝေပေးမယ်နော်ကိုအောင်ပထမဆုံးအချက်ကမင်းမကြောင့်ပြောင်းရွှေ့နေရတာလဲဆိုတာကိုကိုယ်တိုင်သေချာနားလည်ဖို့ပါရီမှန်းချက်မရှိဘဲရွေးလျားနေတာဟာလှေမပါပဲမြစ်ကိုကူးနေတာနဲ့တူပါတယ်မင်းရဲ့ပန်းတိုင်ကဘာလဲအခုပြောင်းရွှေ့မှုကမင်းကိုဘလို့အနီးကပ်ပို့ဆောင်ပေးနိုင်မလဲ9 နှစ်အကြာမှာမင်းပဲနေရာမှာရောက်နေခြင်းလဲဒီမေးခွန်းတွေကိုချရေးပြီးမင်းရဲ့အဖြေတွေကိုနေ့တိုင်းသတိရနော်နေရာသစ်လူများသစ်အလေးထားသစ်တွေနဲ့ရင်ဆိုင်ရတဲ့အခါစိတ်ဖိစီးမှုတွေရှိနိုင်ပါတယ်ဒါကြောင့်စိတ်ရှိပါကိုအချိန်ပေးပါအရာအလုံးကတပြိုင်နက်ပြောင်းလဲမှာမဟုတ်ဘူးနှစ်အကောင်းမြင်စိတ်အခက်ခဲတိုင်းကိုသင်ခန်းစာလိုမြင်ပါ3ကျေးဇူးတင်စိတ်မင်းမှရှိပြီးသားအရာတွေကိုချရေးပြီးကျေးဇူးတင်ပါအခုလက်တွေ့အသုံးချမဲ့နည်းလမ်းတွေပါနေ့စဉ်အစီအစဉ်ချမှတ်ပါမနက်ခင်းမှာ15 မိနစ်အချိန်ယူပြီးဒီနေ့လုပ်မဲ့အရာ3ခုကိုရေးပါဆက်သွယ်ရေးကွန်ရက်တိစောက်ပါနေရာသစ်မှာမိတ်ဆွေဖွဲ့ဖို့မကြောက်ပါနဲ့ငွေကြေးစီမံခန့်ခွဲမှုပြောင်းရွှေ့မှုဟာဈေးရိတ်ဆက်ကများနိုင်တာကြောင့်ဘတ်ဂျက်ဇယားဆွဲထားပါကိုအောင်ဘလောက်ပဲအခက်ခဲတွေမင်းရဲ့ခရီးကအံ့အားသင့်စရာကောင်းတဲ့အတွေ့အကြုံတွေနဲ့ပြည့်နေမှာပါဦးလာကမင်းကိုယုံကြည်တဲ့တဆင့်ပြီးတဆင့်လှမ်းသွားပါနောက်ဆုံးမှာမင်းရဲ့ပန်းတိုင်ကိုမင်းရောက်ရှိမှာပါ